ကျွန်တော်နာမည်ကတော့ချင်းပါအလုံးလုံးတဲ့နေရာကထမင်းချတာပါဒီနေ့ CNF မပါလို့လေ CNF အကြောင်းကိုနည်းနည်းခင်ဗျအန်ယူဂျီနေနဲ့ခင်ဗျဘယ်လိုမြင်တယ်လဲလို့အခုစီလုံးချင်းကိုခင်ဗျပြောတယ်စီလုံးချင်းဆိုတာခွန်အားပြတဲ့ unity ဆို diversity ခင်ဗျပြောတယ်ဒါပေမဲ့ CNF ကအခုထန်တလန်မှာလေးတိုက်တယ်ဘေးနေရာမှာလေးတိုက်ပါတယ်ဒါပေမဲ့လေအခု MDF ရှိတယ်ခင်ဗျလည်းမရာပဲလေမရာဆိုတော့လေချင်းမရာပဲ MDF နဲ့ CDF မရာပဲရှိတယ်ပြီးတော့မီတူပါလေ B1 B2 B3 သူတို့ဖွဲ့ထားတယ်ပြီးတော့ဖလမ်မှာလေကူပီတာလေဖလမ်ပဲပေါ့ကူဖလမ်မှာလေအမျိုးကြီးခွဲထွက်တယ်အဲ့ဒီခွဲထွက်တဲ့ချိန်မှာ CNF ကဘာဖြစ်လို့စီလုံးချင်းကိုမထုဖောက်နိုင်တာလေခင်ဗျ NUG ဟုတ်လို့လေဒီနေ့ကပူတဲ့ညမပါလို့ဆိုတော့လေ CNF ကိုဘယ်လိုမြင်တယ်လဲဘာဖြစ်လို့အခုထိမနိုင်တာလဲအဲ့ဒါကြောင့်သူတို့စီလုံးချင်းကစိတ်မစောနိုင်ဘူးလားမီတူပီ B1 ကိုဘာဖြစ်လို့စကားမပြောဘူးလားမရာအချင်းချင်းကိုဘာဖြစ်လို့ CNF ကစကားမပြောဘူးလားဘာဖြစ်လို့ဖလမ်ကိုခွဲထွက်တာကို CNF ကစီလုံးချင်းကိုမပြောတာလေအဲ့ဒါကြောင့်ခမရမင်းက CNF ကိုဘလို့ထင်တယ်လဲလို့မေးချင်တာတော့ကောင်းကျေးဇူးပါကျွန်တော်တို့ကတကယ်ဆိုရင်တော့ conflict resolution mechanism လို့တယ်ဒါလည်းဒီမှာရှိတဲ့ဆရာတော်များများသိကြမှာပေါ့နော် conflict လို့ခုနလိုကချစ်ပြည်နယ်မှာက conflict resolution mechanism ကိုရလိုနေတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ချစ်ပြည်နယ်တစ်ခုထက်လည်းမဟုတ်ပါဘူးအာဖရိကနိုင်ငံတွေပြီးတော့တခြားအစိလေပိုင်းနိုင်ငံတွေမှာလည်းဒီ conflict ကတော်တော်ကိုပြထားပါတယ်ပေါ့နော်အားလုံးသိတဲ့အတိုင်းပဲတခါလေကျတော့ကျွန်တော်ခဏပြောတယ်ဟုတ်ပြီဘလို့ပဲဖြစ်နေစေကမူအဲ့ဒီ conflict resolution mechanism ကိုဖာတိမယ်ဆိုရင်တော့နိုင်ငံတကာကြွချီသူတွေလိုအပ်လာတယ်ကျွန်တော်ကဥမာချင်းဒီအချင်းမူအားဖြစ်ကြည့်မယ်ဆိုရင်တော့ချီပြည်နယ်မှာဖြစ်တဲ့ပြဿနာကချင်းဒီဖြစ်ရှိနေရမယ်နော်ကျွန်တော်ပြောမယ်ဆိုရင်တော့ရွာမှာဖြစ်တဲ့ပြဿနာကအဲ့ဒီရွာမှာဖြစ်ရှိနေရမယ်အိမ်မှာဖြစ်တဲ့ပြဿနာကအဲ့ဒီအိမ်မှာကိုဖြစ်ရှိရမှာဆိုတော့ကျွန်တော်တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ယူချင်တယ်ချင်းဒီမှာချီပြဿနာကိုဖြစ်ရှိနိုင်တဲ့နော်ဖြစ်ရှိနိုင်တဲ့ဘယ်လိုပြောမလဲဖြစ်ရှိနိုင်တယ်လို့ကျွန်တော်ယူချင်တယ်ဘလို့နဲ့မှချီပြဿနာကိုသူများကလာဖြစ်ရှိပေးနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့သူများကလာကူညီနိုင်တယ်လာကူညီနိုင်တဲ့အဖွဲထက်မှာအပီပီဆရာအရာရေးကြည့်လာတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီနယူးယောက်မှာရှိတဲ့ကိုလာဘီယာတက္ကသိုလ်ကပါမောက်ခါချို9ယောက်နဲ့ကိုတွေ့တာတရားဝဆိုရင်တော့ conflict resolution mechanism ဟာကိုကသူကပါမောက်ခါချိုလို့တာပါမောက်ခါလို့တာသူတို့ကအခုကျွန်တော်တို့မြန်မာနိုင်ငံရေလည်းမဟုတ်ဘူးကမ္ဘာမှာရှိတဲ့ပြိပက္ခဖြစ်နေတဲ့နေရာတွေ data တွေအကုန်လုံးကိုသူတို့ကအဲ့ဒီ mechanism တွေကိုအသုံးပြုပြီးမှသူတို့လေးလာစီးဖူးပြီးမှပြောတဲ့လူတွေဖြစ်နေပြောမယ်ဆိုတော့ academy တွေဖြစ်တယ်တစ်ဖက်ကပြောမယ်ဆိုတော့သူတို့မှာ emotion မရှိဘူးပေါ့နော်သူတို့မှာတကယ်ကြိုးချပညာရှိတွေဖြစ်တဲ့အခါမှာကျွန်တော်အခုနဆရာပြောသလိုပေါ့လေဒီကျွန်တော်ချင်းခေါင်းဆောင်တွေအကုန်လုံးနဲ့လည်းအခုစကားပြောနေတယ်အခုမီဇိုရမ်ပြည်နယ်အစိုးရကလူကြီးတွေဝချို့အပါဝင်ဒါကူကမကြာခင်မှာကျွန်တော်ဟာခုနပြောသလိုကျွန်တော်အကြားမှာစကားပြောမဲ့အချိန်ပေါ့နော် dialogue ပေါ့ dialogue ကတော့တစ်ဖက်ကပြောမယ် discussion and dialogue ဆိုတော့ကျွန်တော်အနာဂတ်ကိုကျွန်တော်မပြောရဘယ်သူကပြောမှာလဲတစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ချင်းဒီအနာဂတ်ကိုချင်းဒီကမပြောရဘယ်သူကပြောမှာလဲချင်းဒီကမဆွေးနေဘယ်သူကဆွေးနွေးမှာလဲဒါပေမဲ့လည်းအဲ့ဒီမှာလိုအပ်နေတာကတော့ခုနလိုအပီပီဆိုင်ရာ international expert တွေကတော့လိုအပ်နေတယ်သူတို့လည်းပဲ international expert တွေကကူညီနိုင်မယ်ကျွန်တော်လိုအပ်မဲ့အလုပ်ကိုသူတို့မလုပ်ပေးနိုင်ဘူးတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဖះဟာလည်းရှိတယ်လို့ဖះတခိရှိတယ်ကိုလို့သိနိုင်မဲ့ဖះတွေလည်းကိုကူညီတော့သူကိုဖះလည်းကူညီတယ်ဆိုတဲ့စကားပုံကိုကျွန်တော်ယုံကြည်တယ်
ချင်းဒီကကိုနိကိုဟာကိုကဒါကိုထားပြီးတော့မလုပ်ဘူးဆိုရင်တော့ဖះလဲကူငီလို့ရမှာမဟုတ်တော့ဘူး international expert လဲဆိုတော့အခုကအဲ့ဒီနေရာတော့ရောက်လာမှာဖြစ်ပါတယ်တိုးတော်လည်းပဲအားလုံးကဒီလို conflict တွေဖြစ်တဲ့အခါမှာအားလုံးမှာတော်ရှိတာတခုကတော့အဲ့ဒီ conflict ကိုအခုနလို prepare ခါကိုပို့ပြီးတော့ပေါက်ချအောင်မလုပ်ကြပဲနဲ့ဒါချီတူတယောက်ချီစီမှာတော်ရှိတယ်ကျွန်တော်မှာဖြစ်တဲ့ prepare ခါကိုရှော့ချဖို့ရအားလုံးမှာတော်ရှိတယ် social media ကပြောတဲ့အပြောအဆိုကအစနော်အိမ်မှာပြောတဲ့အပြောအဆိုကအစကျွန်တော်အားလုံးမှာတော်ရှိတာကအဲ့ဒီ prepare ခါကိုဥမာဆိုပါစို့ကျွန်တော်တို့အိမ်မှာရာဖြစ်နေတယ်အဲ့ဒီရာဖြစ်နေတာကိုကျွန်တော်ကဥမာအိမ်ကမိလောင်နေတယ်အဲ့ဒီမိလောင်နေတဲ့အိမ်ကိုရင်နာစီလောက်တွားရောမရတော့ဘူးကျွန်တော်ကအဲ့ဒီမိလောင်နေတာကိုဘယ်လိုရှော့ချမလဲဆိုတာကျွန်တော်အားလုံးရဲ့တာဝန်ပဲချင်း issue လဲအဲ့လိုပါပေါ့နော်ကျွန်တော်မှာတခုခုပြိပက္ခရှိတယ်ဆိုရင်ဒါဘယ်လိုပဲဖြစ်နိုင်ငံရေးတောင်မှခဏလေးထားလောက်နိုင်ငံအရာချေပြနေမိသားစုမှာno boyfriend girlfriend ဒီဖြစ်တဲ့အခါမှာတော့ I love you ခဏပြောမှာနည်းနည်းကြာတဲ့ခါကျမှအဲ့ဒီနှစ်ယောက်ကရာဖြစ်တယ်အဲ့ဒါတစ်ဖက်ကပြောမယ်ဆိုရင်လည်းသူတို့အဲ့ဒါကြိုက်တာမဟုတ်ဘူးဘယ်သူမှအဲ့ဒါမကြိုက်ဘူးဒါပေမဲ့လူကလူဖြစ်တဲ့အခါမှာယောက်ျားနဲ့မိန်းမရာဖြစ်သွားတယ်ပြဿနာဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်ကဒီဖက်ဆိုပြီးမှမိလောက်နေတော့မရတော့ဘူးကျွန်တော်အနေနဲ့ conflict ကို reduce လုပ်ရမယ်အားလုံးမှာတာဝန်ရှိတယ်ချင်းပီတူတူတယောက်ချင်းစီတိုင်းမှာကျွန်တော်မှာရှိနေတဲ့ prepare ခါကို short ချဖို့ရအတွက်တာဝန်ရှိတယ်ဘတူမှာပဲဖြစ်အဲ့ဒီ prepare ခါကိုပိုပေါချေအောင်လုပ်နေတော့ဒါလို့ရမဖြစ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်မှာဒီခုနလို dialogue discussion ကတော့မကြခင်မှာဖြစ်လာနိုင်ဖို့ကျွန်တော်အားလုံးကစူးစမ်းနေတယ်ကျွန်တော်ကိုယ်တိုင်ဟာလည်းကိုစွန့်ညာဆုစစ်တဲ့မြကျွန်တော်လုပ်နေတယ်မနေ့ကကျွန်တော်2 နာရီပဲအိတ်တယ်ဒီဘက်မှာနေမှာစီဝေးရှိတယ်ညမှာပမာပီကလူတွေနဲ့စီဝေးရှိတော့အခြေနိုင်ကမတူဘူးအိမ်မဲ့ခြေကပျောက်သွားတယ်ဆိုတော့အဲ့လောက်ထိလုံနေပေမဲ့လည်းတကယ်တော့ဆိုတော့မလိုတော့ဘူးပေါ့နော်ဆိုတော့တတ်နိုင်တဲ့လောက်တော့ဒါဟာလည်းလုံနေတယ်ဖြစ်လာမယ်လို့ကျွန်တော်လည်းတရားမှတရားယုံကြည်တယ်ချင်းတွေရဲ့ပြဿနာကိုချင်းတွေကဖြေရှင်းနိုင်တယ်လို့ကျွန်တော်တရားမှတရားယုံကြည်တယ်